ဒုတိယကမ္ဘာစစ်မတိုင်ခင်နှစ်ပေါင်း80လောက်ကဂျန်ကိုပါဝင်တဲ့လူမဲကျုံတွေကိုရော့စကိုတို့ညီကိုနှစ်ယောက်ကအထင်ကရဈေးတစ်ခုကနေဝယ်လာပြီးလန်ကီးတစ်ခုကနေခေါ်ဆောင်လာခဲ့ပါတယ်လူမဲကျုံတွေဟာခြေထောက်တွေလက်တွေကိုပြေးမရအောင်ကြိုးချီခံထားရပြီးမိုင်ပေါင်းများစွာခြေလျင်လျှောက်လာခဲ့ကြရပါတယ်လန်ကူလက်တနေရာမှာသွားဆရာဝန်ကင်းရှော့ဆိုသူနဲ့တဲ့ဒိုးတာကြောင့်အတိသူကဝယ်လာတဲ့ကျုံတွေထဲမှာစမစ်ညီကိုပိုင်ရင်ပြန်ရောင်းပေးဖို့ရော့စကိုညီကိုစီကိုတောင်းဆိုပါတယ်ကင်းရှော့ကဂျာမန်ဘာသာစကားနဲ့ပြောနေတာကြောင့်ရော့စကိုတို့ကအင်္ဂလိပ်လိုပြောဖို့အမိန့်ပေးလိုက်ပါတယ်ကင်းရှော့ကကာရူကန်ဝါခင်းထဲမှာအလုပ်လုပ်ဖူးတဲ့သူရှိလားလို့မေးလိုက်တဲ့အခါမှာသူဟာကာရူကန်ကျုံးကနေလာတာလို့ပြောလာတဲ့ဂျန်ကိုရဲ့အတန်ကထွက်လာခဲ့ပါတယ်ဂျန်ကိုကကာရူကန်ဝါခင်းကဘရစ်ဒဲညီကို၃ယောက်ကသူ့ကိုဘစ်ဂျွန်းလို့လည်းခေါ်ဆိုကြောင်းပြောဆိုပါတယ်ရော့စကိုတို့ကသူ့ရဲ့ကျုံတွေကိုမရောင်းနိုင်ကြောင်းညင်းဆန်တဲ့အခါမှာကင်းရှော့ရဲ့တနက်စာပြီးသွားခဲ့ပါတယ်ဂျန်ကိုကဘရစ်ဒဲတွေကိုမှတ်မိနေတာကြောင့်ကင်းရှော့ကသူ့ကိုဝယ်လာခဲ့ပါတယ်သူ့ရဲ့တနက်ကိုကျွန်းတယောက်စီကိုခဏကင်ထားခိုင်းခါဂျန်ကိုခြေဖြုတ်ပေးနဲ့တေးဆုံးသွားတဲ့သူစီကအဝတ်တွေကိုလဲစီပြီးတော့မြင်းဘုတ်ကိုတက်ခိုင်းလိုက်ပါတယ်ဒဏ်ရာရနေသူကျွန်းပိုင်ရှင်စပီကသူ့ကိုရဲ့အဝတ်စားတွေကိုမထိဖို့ပြောတဲ့အခါဂျန်ကိုကအဒီလူရဲ့တနက်မှန်ထားတဲ့ခြေထောက်ကိုသာစောင့်နေခဲ့လိုက်ပါတယ်ကင်းရှော့ကဂျန်ကိုအတွက်ကျွန်းဘိုးငွေနေရာရှင်းပေးလိုက်ပြီးတေးဆုံးသွားတဲ့စပီရဲ့ညီကိုတွေအတွက်ရော်ချေးအဖြစ်အကျွေးစစ်တစ်စစ်နှစ်စစ်ပေးခဲ့လိုက်ပါတယ်ဂျန်ကိုနဲ့ပါလာတဲ့အခြားကျွန်းတွေကိုတော့ခြေချင်းတော့ကိုပေးကစပီကိုမြင်းနဲ့တင်ခေါ်သွားခဲ့ပြီးစေယုံပို့ပေးခြင်းလားဒါမှမဟုတ်အလောင်းတွေကိုလက်ဆဖြောက်ပြီးသွားလို့ရသွားကြမှာလားလို့စဉ်းစားခိုင်းခဲ့ပါတယ်ကျွန်းတွေကစပီကိုတိပစ်လိုက်တာကြောင့်ကျေလောင်တဲ့ပေါက်ခွဲတံကိုကြားလိုက်ရပါတယ်ကင်းရှော့ဟာသွားဆရာဝန်အယောင်ဆောင်ထားတာကြောင့်သွားပုံစံအမှတ်တစိမ့်နဲ့မြင်းလဲကိုမောင်းနေပြီးဂျန်ကိုကလည်းမြင်းကိုစီးကကျွန်းတွေရဲ့အနားကနေထွက်ခွာလာခဲ့ကြပါတယ်နောက်တနေ့မိုးလင်းချိန်မှာသူတို့နှစ်ယောက်ကတက်ဆက်ပြည်နယ်ကဒေါ်ထရီမြို့စီကိုရောက်ရှိလာခဲ့ကြပါတယ်မြို့သူမြို့သားတွေကမြင်းစီးလာတဲ့လူမဲကိုမတွေ့ဘူးတာကြောင့်မြင်းဘော်ကလူမဲဂျန်ကိုအန်အော်တကြီးနဲ့လိုက်ကြည့်နေခဲ့ကြပါတယ်ကင်းရှော့ကဂျန်ကိုခေါ်ဆောင်သွားခဲ့ပြီးဘီယာဆိုင်ထဲကိုဝင်သွားတဲ့အခါဆိုင်ရှင်ကသူ့ဆိုင်ထဲကိုလူမဲခေါ်မလာဖို့နဲ့လူပြူဖြစ်တဲ့ကင်းရှော့ကိုလည်းဘာရီလုံနေတာလဲလို့ကြေညာလိုက်ပါတယ်နောက်ဆုံးမှာဆိုင်ထဲကနေထွက်ပြေးလာခဲ့ရတဲ့သူကဆိုင်ရှင်မန်နေဂျာဖြစ်ပြီးကင်းရှော့နဲ့ဂျန်ကိုကအထဲမှာဘီယာတူတူထိုင်တောင်းနေခဲ့ကြပါတယ်ကင်းရှော့ကသူ့ကိုပြည်နယ်ခေါင်းဆောင်တယောက်ကအလုပ်တွေအပ်ထားကြောင်းနဲ့အလုပ်ကသူသေးစေခြင်းတဲ့သူကိုရေဆုံးရေပြားရှာဖွေပြီးတက်ခါအလောင်းကိုပြန်တယ်လာပေးုံလေးသာဖြစ်ကြောင်းဂျန်ကိုပြောပြနေပါတယ်ပြည်နယ်ခေါင်းဆောင်ကသူ့ကိုအခါချင်းငွေပေးတယ်လို့ပြောနေခြင်းမှာဂျန်ကိုကဘီယာကိုရတာခံတောက်ရင်းကင်းရှော့ပြောသမျှကိုမကြားတစ်ချက်ဖြစ်နေခဲ့ပါတယ်ဘရစ်ဒဲညီကို၃ယောက်ကိုရှာတွေ့တဲ့အထိသူ့ကိုကူညီဖို့ကင်းရှော့ကဂျန်ကိုနဲ့ညှိနှိုင်းလိုက်ပြီးနောက်ဆုံးရတဲ့သတင်းအရသူတို့၃ယောက်ကဂါတင်ဘက်ကိုရောက်နေကြောင်းပြောခါသူတို့၃ယောက်ကိုတပ်ပြီးတဲ့အခါဂျန်ကိုကျွန်းဘွားကနေလွတ်မြောက်စေဖို့ကူညီမယ်လို့ကင်းရှော့ကကတိပေးလိုက်ပါတယ်ဆိုင်ရှင်ကသူတို့ရဲ့နေဒိန်းကိုတိုင်တန်းကခေါ်ဆောင်လာခဲ့ပြီးသူကကင်းရှော့တို့နှစ်ယောက်ကိုအပြင်ခေါ်ထုတ်လိုက်တာကြောင့်အပြင်ကိုရောက်နေတဲ့အခါမှာကင်းရှော့ကနေဒိန်းကိုပြစ်တက်လိုက်ပါတယ်ဆိုင်ရှင်ကထွက်ပြေးသွားခဲ့ပြီးနောက်ထပ်ခေါ်လာတဲ့ရဲမှုဒေတန်ကိုတော့ကင်းရှော့ကသူ့ကိုယ်သူတရားရုံးကအမိန့်နဲ့ရောက်လာသူဖြစ်ကြောင်းမိတ်ဆက်ပါတယ်တေဆုံးသွားတဲ့နေထင်းဝေလာပတ်ဟာမြို့သူမြို့သားတွေထင်နေကြသလိုလူကောင်းမဟုတ်ကြောင်းနဲ့မြို့တော်တရားရုံးကစုငွေ200ထုတ်ထားတဲ့ဝရမ်းပြည့်ဖြစ်ကြောင်းစာရွက်စာတမ်းသက်သေနဲ့တကွကင်းရှော့ကပြောပြကာရဲမှုစီကစုချင်းငွေ200တောင်းခဲ့ပြီးလိုရာခီးကိုဆက်ခဲ့ကြပါတယ်ခီးတစ်ထောက်နားကြခြင်းအစာစားကြရင်ဖရစ်ဒဲတွေရဲ့ကိစ္စပြီးရင်တာဝန်ပြီးဆုံးပြီဖြစ်တယ်လို့ဂျန်ကိုကမြင်းနှကောင်နဲ့$85ရရှိမှာဖြစ်ကြောင်းပြောကာဒါပြီးရင်ဘာဆက်လုပ်မှာလဲလို့ကင်းရှော့ကမေးပါတယ်ဂျန်ကိုကသူ့မိမကိုရှာပြီးပြန်ဝဲမယ်လို့ပေါ့ပါပဲပြန်ပြောလာတာကြောင့်ကျွန်းတွေကမိမရှိသလားလို့ပြန်မေးလိုက်ပါတယ်ပိုင်ရှင်တွေကသဘောမတူပေမဲ့သူတို့ကခိုးပြေးခဲ့တာဖြစ်ကြောင်းနဲ့အဲ့ဒီတုန်းကသူ့ကိုလည်းတော်လန်တက်တိရှိသူဖြစ်ကြောင်းလည်းခရူကန်လူကြီးကပြောခဲ့သေးတယ်လို့ပြောပြပါတယ်ဂျန်ကိုကသူ့မိမရဲ့နာမည်ကဟီတာဖြစ်ကြောင်းပြောပြတဲ့အခါဂျာမနီကျွန်းပိုင်ရှင်စီမှာရှိနေတဲ့ဂျာမန်စကားပြောတတ်တဲ့ကောင်မလေးလားလို့ကင်းရှော့ကမေးလိုက်ပါတယ်ဂျန်ကိုကဟုတ်မှန်ကြောင်းပြောပြပြီးခီးဆက်ခဲ့ကြရမှာနောက်တနေ့မနက်မှာသူတို့ကတန်နက်စီပြည်နယ်ကိုရောက်ရှိလာခဲ့ကြပါတယ်သူတို့ဟာဝေကောင်းဆာလာတွေကိုဝိတ်ခါဗန်နဲ့ရဲ့အိမ်တော်ရာကိုရောက်ခဲ့ပြီးတဲ့နောက်လူမဲကိုမြင်းပေါ်တင်ပြီးခေါ်လာခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးကင်းရှော့ကအပြောဆိုခံရပါတယ်ကင်းရှော့ကဂျန်ကိုဟာကျုံမဟုတ်ကြောင်းနဲ့သူ့ရဲ့ဝန်ထမ်းသာဖြစ်ကြောင်းပြောပြပါတယ်တက်ဆက်ကနေတန်နယ်စီတီလာပြီးလူမဲကျုံမကိုလာဝင်နေတာကြောင့်ဘန်နက်ကအန်အောကမယုံပဲဖြစ်နေပါတယ်လူမဲကျုံမတယောက်ကိုသူနှစ်သက်ပါက$9000အထိပေးမှဖြစ်ကြောင်းပြောလာတော့မှဘန်နက်ကကြွပါဆိုပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ဂျန်ကိုကတော့ဘက်တီနာဆိုတဲ့ကျုံမလေးနဲ့အတူတူဟိုဒီရှော့ဘက်ကြည့်ရှုဖို့အတွက်လွှတ်လိုက်ပါတယ်လေတော့ဘက်ကိုရောက်တဲ့ချိန်မှာဂျန်ကိုကဂျွန်အလီနဲ့ရိုဂျာဆိုတဲ့ဘရစ်ဒဲညီနောင်တွေဘယ်မှာလဲလို့မေးတာကြောင့်ဘက်တီနာကသူတို့ရှိတဲ့နေရာကိုညွှန်ပြလိုက်ပါတယ်ဂျန်ကိုကဘက်တီနာညွှန်ပြရာကိုမှန်ပြောင်းနဲ့လှမ်းကြည့်တဲ့အခါဝါခင်းဆောင်နေတဲ့အလီဘရစ်ဒဲကိုတွေ့လိုက်ရတာကြောင့်အတိတ်ရဲ့အရေးဖြစ်တဲ့သူနဲ့ဟီတာတို့ခိုးပြေးခဲ့စဉ်ကနှိပ်စက်ခံရပုံတွေကိုသတိရနေခဲ့ပါတယ်ဂျန်ကိုကဂျွန်နဲ့ရိုဂျာရှိရာကိုအရင်ဆုံးသွားရောက်ခဲ့ပြီးလူမဲကျုံမတယောက်ကိုကြာဖို့နဲ့ရိုက်နေတဲ့ဂျွန်ကိုအရင်ဆုံးရှင်းပြလိုက်ပါတယ်ရိုဂျာကိုတော့ကြာဖို့နဲ့ရိုက်ပြီးစီကန်းခံရသူတွေရဲ့ရှေ့မှာတင်ဂျန်ကိုကတနက်နဲ့ပြပြလိုက်ပါတယ်တနက်တန်နေကြောင့်ကင်းရှော့ကနောက်ကနေလိုက်လာပြီးရိုဂျာနဲ့ဂျွန်တို့ရဲ့အလောင်းတွေကိုတွေ့တဲ့အခါအလီကာရောဗမာလေးလိုမြင်လိုက်ပါတယ်
ဂျန်ကိုကအလီရှိတဲ့ဝါခင်းတွေကိုညွှန်ပြလိုက်ချိန်မှာကင်းရှော့ကလက်နှင်းမနေတဲ့ရိုင်ဖယ်နဲ့လှမ်းပစ်ကပွဲသိမ်းပေးလိုက်ပါတယ်မကြခင်မှာဘန်နက်တို့ရောက်ရှိလာတဲ့အခါမှာကင်းရှော့ကတက္ကဆက်တရားသူကြီးဟီနရီရဲ့အမိန့်စာကိုထုတ်ပြပြီးသူတို့ကတရားဥပဒေအတိုင်းစီရင်လိုက်တာဖြစ်ကြောင်းပြောကခက်တီတီနဲ့ပြန်လာခဲ့ကြပြန်ပါတယ်အတွဲဖက်ညီတဲ့ဆရာတပည့်နှစ်ယောက်မဆုံးလာတဲ့ခီးတစ်ခုကိုဆက်လက်ထွက်ခွာလာခဲ့ကြပြီးညဘက်ခီးတစ်ထောက်နားချိန်မှာတော့သူ့ရဲ့လှဲပေါ်ကအန်သွားပုံတွေကဝှက်ထားတဲ့ပတ်စံတွေကိုထုတ်ပြီးတော့ရန်တွေကိုပြန်ထည့်ထားလိုက်ပါတယ်ညရောက်တဲ့အခါလူမဲတွေကိုမုန်းတီးနေတဲ့အမေရိကန်မျိုးချစ်တပ်ဖွဲ့တွေဟာမျက်နှာဖုံးတွေကိုစွပ်ပြီးကင်းရှော့ရဲ့မြင်းလင်းသားကိုရောက်လာခဲ့ကြပါတယ်ကင်းရှော့ကဒါတွေကိုကြိုတင်သိနေတာကြောင့်အဝေးမှာပုံအောင်နေရာကနေအန်သွားတဲ့ကရန်တုတ်ကိုဖောက်ခွဲပစ်လိုက်တဲ့အခါမျိုးချစ်တော်တော်များများတေဆုံးသွားခဲ့ကြပါတယ်ဂျန်ကိုကတော့ခေါင်းဆောင်ဖြစ်သူကိုရိုင်ဖယ်နဲ့လှမ်းပစ်ခါလက်စသိမ်းပေးလိုက်ပါတယ်မျိုးချစ်တွေပြန်ပြေးသွားချိန်မှာသူတို့နှစ်ယောက်ကညလည်စာစားကြရင်ဟီရာဆိုတာကဂျာမန်နာမည်တစ်ခုဖြစ်တာကြောင့်သူကဂျာမန်အိမ်ကကောင်မလေးမှန်းတည်သွားတာဖြစ်ကြောင်းကင်းရှော့ကပြောပြပါတယ်ဟီရာကိုဂျန်ကိုကမရရအောင်ကဲမယ်ဆိုတာကိုသိနေပေမဲ့ Greenwell ကိုမသွားဖို့နဲ့ Miss P ပွဲရဲ့ကြုံရောင်းပွဲတော်ဆိုတာကလူမဲတယောက်အနေနဲ့အဆင်မပြေနိုင်ကြောင်းကင်းရှော့ကသတိပေးပါတယ်နောက်တော့မှကင်းရှော့ကဒီဆောင်းကုန်တဲ့အထိအတူတူလက်တွဲအလုပ်လုပ်ကြဖို့နဲ့ဂျာမန်ကောင်စီသွားပြီးဟီတာကိုကဲတင်ကြဖို့ဂျန်ကိုနဲ့ညှိနှိုင်းကရတဲ့ငွေကြီးကိုသုံးပုံခွဲပေးဖို့သဘောတူလိုက်ကြပါတယ်နောက်တစ်နေ့မှာတော့ American ကောင်းပိုင်းဝစ်စော်ပြီးနဲ့ထွက်လာတဲ့ဂျန်ကိုကင်းရှော့ကနှစ်သက်သဘောကျစွာကြည်ရင် country သချင်းလေးကြီးကအတူတူခီးဆက်ခဲ့ကြပါတယ်ခရီးလန်တစ်လျှောက်မှာလည်းဂျန်ကိုကဟီတာကိုသာတတိယနေပြီးသူတို့တာဝန်ယူတုတ်တင်ရမယ့်လယ်သမားတစ်ယောက်စီကိုရောက်ခဲ့ပြန်ပါတယ်လယ်သမားဟာသားဖြစ်သူနဲ့တူတူရှိနေတာကြောင့်ဂျန်ကိုကမပြည့်ရဘဲဖြစ်နေတဲ့အခါလယ်သမားရဲ့အပြစ်ဒဏ်ကအခုလိုစီရင်ခဲ့ရင်တော့မှပေါ်ရောက်နေသေးကြောင်းပြောပြီးစာရွက်တစ်ရွက်ပေးကသူ့ရဲ့စိုးတမ်းမှုတွေကိုဖတ်ကြည့်စေပါတယ်လယ်သမားစမစ်ကောကိုအတီးရရအရှင်ရရဝရမ်းထုတ်ထားတာဖြစ်ပြီးဓမြမှုလူတက်မှုရထက်လုံးပြန်ပြီးဆွဲမှုတွေနဲ့အလိုရှိနေတာဖြစ်ပြီးဖမ်းမိပါကစုငွေ9000ပေးမှဖြစ်ကြောင်းနဲ့သူ့ရဲ့နောက်လိုက်တွေအတွက်စုကြီး1500ထုတ်ထားမှန်းသိလိုက်ရပါတယ်ဂျန်ကိုဝရမ်းစာရွက်ကိုဖတ်ပြီးတာနဲ့စမစ်ကောကိုပြစ်ချလိုက်တဲ့အခါတားငယ်ဖြစ်သူရဲ့ဖာသာလို့អော်လိုက်တဲ့အတန်ကျဲကြီးကိုကြားလိုက်ရပါတယ်သူတို့ကတောင်တန်းတွေပေါ်မှာလှည့်လည်ရင်းဂျန်ကိုကတနက်ထုတ်တနက်ပစ်တွေကိုလေ့ကျင့်နေပြီးရက်လက်တွေကထိကျလာခဲ့ပြီးလည်းဖြစ်ပါတယ်။စောင်းကုန်တွေကူးမှာသူတို့နှစ်ယောက်ကရေခဲတောင်တန်းတွေပေါ်ကနေပြန်လည်ဆင်းသက်လာခဲ့ကြပြီးကျုံစရောင်းပွဲတော်ရှိတဲ့ Miss P ဒေတာကိုရောက်ရှိလာခဲ့ကြပါတယ်။သူတို့ကကျုံဝယ်ရောက်စင်းရင်ဆောင်ထဲမှာလိုက်လံရှာဖွေကြည့်တဲ့အခါအသက်28နှစ်အရွယ်ညာဘက်ပါးမှာကျုံတစိမ့်နှိပ်ထားတဲ့ဟီတာကိုဝယ်ယူသွားသူကကန်တီလန်ဝါကုန်းတထေး Kevin Candy ဆိုတဲ့သူဖြစ်နေမဲ့စုံစမ်းသိရှိသွားခဲ့ကြပါတယ်။ဂျန်ကိုကကန်ဒီလန်မှာစိုက်ခင်းမရှိသလိုလူမဲကျုံတွေလည်းမရှိနိုင်ကြောင်းပြောတဲ့အခါကင်းရှော့ကဟီတာဟာလူပြူတွေအတွက်မဖွဲမရတွေကိုဖော်ဖော်ရရလုပ်ပေးနေရတာဖြစ်နိုင်ကြောင်းပြောပြပါတယ်ဂျန်ကိုကဟီတာကိုသွားခိုးဖို့ပြောနေတာကြောင့်ကင်းရှော့ကတခြားကျုံတယောက်ကိုဝဲသလိုလိုနဲ့နောက်မှတစ်ဖက်လက်နဲ့ဟီတာကိုဝဲချဖို့ကြံပေးကညနေဆောင်မှာမန်တန်ကိုကကုံတယ်တွေအယောင်ဆောင်ပြီးမိုဆီယာကေဗင်ကန်ဒီရဲ့အိမ်ကိုထွက်လာခဲ့ကြပါတယ်သူတို့ကကန်ဒီရဲ့ရှင်းနေမော်ဂီဆိုတဲ့သူနဲ့အရင်ဆုံးတွေ့ခဲ့ရပြီးကင်းရှော့ကဂျန်ကိုဟာလွတ်လပ်တဲ့လူမဲတယောက်ဖြစ်ကြောင်းမိတ်ဆက်ပေးပါတယ်မော်ဂီကသူဟာကန်ဒီရဲ့အဖိုးလက်ထက်ကအစအဖေလက်ထက်အထိတောင်ကန်ဒီလေးရှိနေပွဲရတဲ့အထိဒီမိသားစုထဲမှာရှိနေခဲ့တာဖြစ်ကြောင်းနဲ့သူနဲ့ကန်ဒီမိသားစုရဲ့ယဉ်ကျေးမှုကိုထုတ်ပေါ်ပြောကြားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဂျန်ကိုကမော်ဂီဟာလည်းလူမဲတွေလိုပဲလူဖြူကျွန်းတယောက်ဖြစ်ကြောင်းမှတ်ချက်ချလိုက်တာကြောင့်ကင်းရှော့ကအခြေအနေကိုဝင်ထင်းလိုက်ရပါတယ်။မော်ဂီကသူတို့ကိုအပေါ်တက်စီကိုခေါ်သွားတဲ့အခါအပေါ်တက်မှာကန်ဒီနဲ့ဘုရှ်ကလူမဲကျွန်းတယောက်ဖြစ်တဲ့ဒေါက်တာနဲ့ဖရက်ကိုအသေးထိုးသက်ခိုင်းပြီးထိုင်ရှိနေခဲ့ကြပါတယ်။စုကြီးကတော့အသက်ရှင်ကျန်းနေသူကတနေ့လုံးဘီယာအဝါတောက်ရမှာပဲဖြစ်ပါတယ်။နောက်ဆုံးမှာဒေါက်တန်ကဖရက်ကိုမျက်လုံးထိုးဖောက်ခေါင်းကိုတူးနဲ့ထုကရိုက်တက်လိုက်ပြီးတနေ့တာဘီယာအဝါတောက်ခွင့်ကိုရရှိခဲ့ပါတယ်။ကန်ဒီရဲ့ဂျွန်ကိုဘုရှ်ရဲ့ဂျွန်ကရှုံးနေသွားခဲ့တာကြောင့်ဘူသွားတဲ့ဘုရှ်တယောက်သူတို့နဲ့ဒန်းတူတောက်နေတဲ့ဂျန်ကိုရဲ့အနားကိုရောက်လာပြီးနာမည်ဘလို့ခေါ်လဲစလုံးပေါင်းပြပါဆိုပြီးမကြည်နဲ့တလိုမျိုးလာပြင်းနေခဲ့ပါတယ်။ဂျန်ကိုကလည်း DJANGO လို့ရုပ်ပြပြီးဒီကိုတန်ဖြောက်ပြီးဖက်လို့မဟုတ်မခံပြန်ပြောမှရမ်းကျင်တဲ့ဘုရှ်လေငါသိပါတယ်လို့ဆိုကတက်ကီလာတစ်ခွက်ကိုမော်ပြီးကိုဒေါသကိုကိုဖြေးနဲ့ထွက်သွားခဲ့ပါတယ်။အခန်းထဲကထွက်လာတဲ့ကန်ဒီကတော့သူ့ရဲ့ဒေါက်တန်လေးကိုတည်တည်ချာချာပြုစုဂရုစိုက်ဖို့ပြောကနောက်တစ်နေ့မှာဒေါက်တန်ကိုမျိုးရင်းလှည့်လေဘက်ခွင့်ပြုဖို့လည်းတာဝန်ပေးလိုက်ပါတယ်။ဂျန်ကိုကန်ဒီကသတိထားမိသွားတဲ့အခါစစ်ဆေးမေးမြန်းနေရင်အခြေအနေတင်းမာလာတာကြောင့်ကင်းရှော့ကဝင်ရောက်ကာကွယ်ဖြည့်ချင်းနေရပါတယ်။ကန်ဒီကဂျန်ကိုကင်းရှော့အတွက်ကောင်းကျိုးပေးနိုင်ပါမလားအနေရမရှိနိုင်ဘူးလားဆိုပြီးတော့စိတ်ပူပေးနေပါတယ်။နောက်တော့လေကန်ဒီကစိတ်လျှော့လိုက်ပြီးအယောင်းဝယ်စကားတွေပြောကြတဲ့အခါကန်ဒီရောင်းချင်နေတဲ့လူမဲကိုကင်းရှော့ကဝယ်ယူမှာမဟုတ်ဘဲမရောင်းချင်တဲ့လူမဲကိုသာဝယ်ယူမှာဖြစ်တယ်လို့ဂျန်ကိုကဝင်ရောက်ပြောဆိုတာကြောင့်ကန်ဒီတယောက်နားမလည်နိုင်ပဲဖြစ်နေရပါတယ်။သူမရောင်းချင်တဲ့လူမဲကိုသူကရောင်းမှာမဟုတ်ကြောင်းကန်ဒီကပြောနေတယ်လို့ကင်းရှော့ကအန်ဩစရာကောင်းတဲ့ပမာဏကိုပြီးပါကရောင်းဖြစ်အောင်ရောင်းမှာဖြစ်တယ်လို့ပြောပြပါတယ်။ကင်းရှော့ကသူတို့ဘယ်လောက်ထိပေးဝယ်ကြမှာလဲလို့မေးတဲ့အခါ12000ထိပေးနိုင်ကြောင်းဂျန်ကိုကဖြေဆိုပါတယ်။ဂျန်ကိုရဲ့ဖြေကိုသဘောကျသွားတဲ့ကန်ဒီလည်းအယောင်းဝယ်အတွက်မီးစိမ်းပြလိုက်ပြီးကင်းရှော့နဲ့ဂျန်ကိုတို့ကိုသူ့အိမ်ကိုခေါ်ဆောင်ဖို့သဘောတူခဲ့လိုက်ပါတယ်။
သူတို့အားလုံးဗီတိုရီးယားဘက်ကိုထွက်ခဲ့ကြရင်လန်ကူလက်တနေရာမှာကန်ဒီကကင်းရှော့ကိုသူနဲ့အတူတူမြင်းလဲလာစီဖို့နဲ့ကင်းရှော့ရဲ့မြင်းကိုလှဲနောက်မှာချီခဲ့လိုက်ဖို့ပြောပါတယ်ကန်ဒီကဂျန်ကိုလှမ်းနှုတ်ဆက်ရင်ပင်ကိုစွမ်းရည်တစ္ဆာတရားနဲ့ပြင်းပြတဲ့စိတ်ဆန္ဒရှိသူလူမဲတယောက်ဟာ1000မှာတယောက်ရှိနေနိုင်ကြောင်းဂျန်ကိုရဲ့ရှေ့မှာပဲချီးကျူးခဲ့တာကိုပြန်သတိရနေပါတယ်ကန်ဒီရဲ့တပည့်တွေကဒီကိန်းဟာထင်းထင်းဆောင်းရှော့ရေးမြင်းလို့ခေါ်ဆိုပြီးဖမ်းချုပ်ထားခြင်းမဟုတ်ကြောင်းဂျန်ကိုလှမ်းပြောနဲ့လှောင်ယူနေခဲ့ကြပါတယ်ဒီငိန်လုံးနဲ့ဂျန်ကိုကလောင်ပြောင်ခဲ့တဲ့သူကိုဘာမှမပြောဘဲအနားကိုကတ်သွားကမြင်းကိုဆွဲလဲပြီးတနက်နဲ့ထုတ်ချင်လိုက်ပါတယ်ကန်ဒီကတပည့်တွေဖြစ်တဲ့ဝီလီယံနဲ့ဘုရှ်ကိုတနက်တွေကိုပြန်သိမ်းခိုင်းလိုက်ပြီးဂျန်ကိုမထိဖို့နဲ့သူကအားလုံးကိုမြင်လိုက်ရကြောင်းပြောကတားဆီးလိုက်ပြီးဟုတ်ကိုမြင်းပေါ်ပြန်တက်ခိုင်းလိုက်ပါတယ်ဝီလီကခါယိုကျိုးသွားတဲ့ဟုတ်ကိုမြင်းပေါ်ပြန်တင်ပေးချိန်မှာဟုတ်ကသူ့ကိုအိမ်ပြန်ပို့ပေးဖို့တီးတိုးတောင်းဆိုနေပါတယ်ပရိပက္ခဖြစ်ပြီးရက်တချင်းတပုံးနဲ့ဆက်လက်ထွက်ခွာလာခဲ့ကြရမှာလမ်းလျှောက်လိုက်ပါလာရတဲ့လူမဲကျွန်တယောက်ကဂျန်ကိုလောက်ကောင်ပုံစံမျိုးကြည့်ပြီးမကြာခဏတွေထွေနေပါတယ်ဂျန်ကိုကဘသူတွေနဲ့ပြဿနာတက်ပြီးသူ့ကိုမကျေနပ်နေတာလဲလို့အဲ့ဒီကျွန်ကိုမေးလိုက်ပါတယ်နောက်တော့ဂျန်ကိုကလူဖြူတွေနဲ့ရောထွေးနေတဲ့ကိစ္စအတွက်အမားလို့တတ်မှတ်နိုင်တယ်လို့တတွေးပဲထွေးနှက်ပဲညင်ညစ်ကြိုက်တယ်လို့လုပ်လို့ရနိုင်ပေမဲ့မိုက်ကြီးတော့လာမကြည့်နဲ့လို့လမ်းလျှောက်လာတဲ့လူမဲကျွန်တွေကိုပြောနေတာကြောင့်ကန်ဒီကဂျန်ကိုဆိုတဲ့ကောင်လေးကအတန်ထွက်လာပြီပဲလို့ကင်းရှော့ကိုလမ်းပြောပါတယ်မော်ဂီနဲ့ကင်းရှော့ကကန်ဒီရဲ့အပြောကိုသဘောကျပြီးရီမောနေခဲ့ကြပြီးခဏကြာမှကင်းရှော့ကဂျန်ကိုပြောစရာရှိတာကြောင့်လှဲကိုခဏရက်ခိုင်းလိုက်ပါတယ်ကင်းရှော့ကဂျန်ကိုရဲ့အနားကိုကတ်သွားခဲ့ပြီးကန်ဒီရဲ့အိမ်မှာဟီတာဟာမုတ်ချမသွေရှိနေနိုင်ကြောင်းနဲ့ရွယ်ချက်မအောင်မြင်ခင်နှစ်ယောက်စလုံးဒုက္ခမရောက်ရှင်ပါကကန်ဒီကိုရံမဆောင်မှုတီးတိုးမှလိုက်ပါတယ်ဂျန်ကိုကသူဟာကန်ဒီရဲ့စိတ်ဝင်စားမှုရအောင်လုပ်နေတာဖြစ်ကြောင်းပြောပြတဲ့အခါကင်းရှော့ကတခြားလူမဲကျွန်တွေကိုအာနာတင်ကြောင်းပြောပြလိုက်ပါတယ်ချီစနီတွက်ဆိုရင်တုံးတက်တိုက်ကြားကားကိုက်လုံးမဲ့ဂျန်ကိုတယောက်ဝီလီကလူမဲတွေကိုနောက်ကနေလိုက်ကြဖို့ပြောလာတာကြောင့်ရွယ်ချက်အောင်မြင်ဖို့အရေးစိတ်ရှည်တီးခံကဝီလီရဲ့စကားအတိုင်းမြင်းကိုနောက်ဆုံးကနေစီးလာလိုက်ပါတယ်လန်ခီမှာတော့လူဖြူတွေကမြင်းစီးလာတဲ့လူမဲတွေကိုမမြင်ဘူးသလိုဝိုင်းကြည့်နေခဲ့ကြပြီးတနေရာရောက်မှာတော့မျိုးတွေကိုထွက်လှည့်ရင်းထွက်ပြေးသွားတဲ့ဒေါ်တန်ကိုတစ်ပင်ပေါ်မှာတွေ့လိုက်ကြရပါတယ်တစ်ပင်အောင်မှာတော့အမဲလိုက်ခွေးကြီး၃ကောင်ကတရေတများများနဲ့ထိုးဟောင်နေခဲ့ကြပြီးစတုန်းဆိုင်တို့ရဲ့ပြောပြချက်အရဒေါ်တန်ဟာမနေ့မနက်ကတည်းကဒီနေ့လေအထိတစ်ပင်ပေါ်ကနေမစင်းလာကြောင်းကြားသိလိုက်ရပါတယ်ကန်ဒီကဘာတွေလုပ်နေတာလဲလို့ဒေါ်တန်ကိုမေးတော့သူကဘသူ့ကိုမှဒုက္ခထပ်မပေးချင်တော့ကြောင်းသိပင်ပေါ်ကနေလမ်းပြောပါတယ်ကန်ဒီကဘသူ့ကိုမှဒုက္ခမပေးလဲကိုယ့်တက်ကိုတော့ကိုကာကွယ်ရမယ်လို့ပြောရင်းနဲ့ခွေးတွေကိုမအောင်စေဖို့လမ်းပြောပါတယ်ကန်ဒီကခွေးတွေကိုဖယ်ခိုင်းလိုက်ပြီးဒေါ်တန်ကိုဆင်းလာခိုင်းတဲ့အခါမော်ဂီကအကြောင်းသိနေတာကြောင့်ခေါင်းခါလိုက်ပါတယ်ဒေါ်တန်ခုံဆင်းလာတဲ့ခါမှာတောက်ကြနေမှာလူမဲ9ယောက်နဲ့ထိုးရမယ့်ဘွဲကိုသူလောင်းထားတဲ့900အရှုံးခံရမှာလားလို့ကန်ဒီကမေးပါတယ်ဒေါ်တန်ကသူ့အနေနဲ့ဘယ်လူမဲကိုမှထမ်းမသက်ချင်တော့ကြောင်းညင်းဆက်နေတာကြောင့်ဟီတာကန်ဒီက900ရောတောင်းတဲ့အခါကင်းရှော့ကသူစိုက်ရော်ပေးမယ်လို့ပြောပြီးတော့ပတ်စံအိတ်ကိုထုတ်လိုက်ပါတယ်ဂျန်ကိုကလူမဲလေးဒေါ်တန်အတွက်သူတို့ကရောချင်းမပေးနိုင်တယ်လို့သူတို့အသုံးချနေတာတွေကိုရက်တန်းကရပ်ဖို့ပြောတဲ့အခါကင်းရှော့ကပတ်စံအိတ်ကိုပြန်ထည့်ပြီးဂျန်ကိုရဲ့စကားကိုထောက်ခံလိုက်ပါတယ်ကန်ဒီကဘဝမှာဂျန်ကိုလူမဲတယောက်ကိုတွေးခဲ့ဘူးသလားလို့ခွေးထိန်စတုန်းဆိုင်ကိုမေးကြည့်လိုက်တဲ့အခါစတုန်းကငုံထားတဲ့ဆွေးကြီးအရေးကိုတစ်ချက်ထွေးပြီးဟင်းအင်းလို့ပြောပါတယ်ကန်ဒီကဂျန်ကိုရဲ့အနားကိုကတ်သွားပြီးသူ့အနေနဲ့ဒေါ်တန်ကိုဘာမှလုပ်ခွင့်မရှိဘူးလားလို့မေးတဲ့အခါခမရဲ့ကြုံမဲလေလို့ဂျန်ကိုကပြန်ပြောပါတယ်ကန်ဒီကစတုန်းကိုခွေးတွေအစာမစားရတာတရက်ကျော်နေပြီဖြစ်လို့ဒေါ်တန်စီကအစာဖို့ရော်ချင်း900ယူလိုက်ဖို့ပြောလိုက်ပါတယ်ဒါကြောင့်စတုန်းကဒေါ်တန်ကိုစားပစ်ဖို့သူ့ရဲ့ခွေးတွေကိုအမိန်ပေးလိုက်တဲ့အခါဒေါ်တန်ဟာခွေး၃ကောင်ရဲ့ပါဇက်ထဲမှာအသားစားတွေတစားပြီးတစားပြတ်ထွက်ကတိတ်ဆုံးသွားခဲ့ပါတယ်ကန်ဒီကဂျန်ကိုရဲ့မျက်နှာကိုစစ်စစ်ကြည့်ပြီးဆရာဖြစ်တဲ့ကင်းရှော့တော်မှာဒေါ်တန်ရဲ့လက်ဝဲပွဲမှာကြောက်နေတာကိုသူကတွေးရကြောင်းပြောပြတဲ့အခါသူ့ဆရာကခွေးကြိုက်တာလောက်ကိုစဖွဲမနေကြောင်းဂျန်ကိုကပြန်ပြောပြပါတယ်ဒီလိုနဲ့ဆက်လက်ထွက်ခွာလာခဲ့ကြရမှာမကြခင်မှာပဲကန်ဒီရဲ့လေတော်အိမ်စီကိုရောက်ရှိလာခဲ့ကြပြီးအိမ်တော်ထိတ်လူမဲကြီးစတီဖင်ကသူတို့အားလုံးကိုစီးကြိုလိုက်ပါတယ်ကန်ဒီကဂျန်ကိုဟာလွတ်မြောက်ပြီးသားဖြစ်ကြောင်းကင်းရှော့ဟာလည်းအတူတူလာသူဖြစ်ကြောင်းလူမဲအိမ်တော်ထိန်ကြီးစတီဖင်နဲ့မိတ်ဆက်ပေးပါတယ်စတီဖင်ကအဲ့ဒီလူမဲစီကဘာတွေရချင်လို့ဒီလိုတွေအခန့်နေတာလဲလို့မေးလာတဲ့အခါစကားတွေရှိမနေပဲအခန့်နှခန့်ပြင်ပေးဖို့အမိန့်ပေးပါတယ်စတီဖင်ကဂျန်ကိုလက်ညှိုးထိုးပြီးဒီလူမဲကအိမ်ထဲကအခန့်ထဲမှာအိမ်မှာလာလို့ထမ်းမေးနေပြန်ပါတယ်ဘာပြဿနာရှိလို့လဲလို့ကန်ဒီကမေးတဲ့အခါခေါင်းအစွတ်တွေမဲကုန်ရင်ဘာလို့လုပ်ရမလဲလို့ကိုယ်တိုင်ကလူမဲဖြစ်နေပေမဲ့ဂျန်ကိုအရာမသွင်းချင်တဲ့ပုံစံနဲ့လူမဲကြီးစတီဖင်ကပြောပြပါတယ်မကြခင်မှာပဲကန်ဒီရဲ့အမဖြစ်တဲ့လော်ရီကထွက်လာတာကြောင့်မောင်ဖြစ်သူကန်ဒီကပြေးဖက်လိုက်ပါတယ်လမ်းလျှောက်ပြီးလိုက်လာတဲ့ကျွန်တွေကိုတော့ကျွန်းတန်းလျားမှာတွားရောက်နားနေစီလိုက်တာကြောင့်အလုံးကပျော်ရွှင်စွာခုံပေါက်ထွက်ခွာသွားခဲ့ကြပါတယ်အရေးသုံးပါးနားလဲတဲ့ကင်းရှော့ကသူပြောထားတဲ့ဂျာမန်စကားပြောတတ်တဲ့လူမဲမလေးကိုသူ့အခန်းထဲကိုထည့်အခန့်ပေးဖို့ကန်ဒီကိုတောင်းဆိုလိုက်ပါတယ်ကန်ဒီကရစီရမှာဖြစ်ကြောင်းကတိပေးပြီးစတီဖင်ကိုမေးကြည့်တဲ့အခါဟီတာမကြာခဏထွက်ပြေးတက်ပြီးမနေ့ကတစ်ချိန်ထွက်ပြေးခဲ့တာကြောင့်10ရက်ကြာအလုံးပိတ်ခန်းထဲမှာနေလန်းတန်ပေးထားတဲ့အကြောင်းသိနိုင်ရပါတယ်ဒီတော့မှကန်ဒီကဟီတာကိုအမြန်ထုတ်ပေးဖို့အမိန့်ပေးတဲ့အခါစတီဖင်ကစိတ်ချလို့မရသေးကြောင်းပြောပြီးတော့ဂလန်ကဆန်လုပ်နေလိုက်ပါတယ်ကန်ဒီရဲ့အတင်းစီကန်းချက်အရကွင်းပြင်ကျဲရဲ့အလဲတန်လောင်ရင်တစ်ခုအထဲမှာနေလန်းခံထားရတဲ့ဟီတာကိုတွားရောက်ခေါ်ထုတ်လိုက်ခဲ့ကြပါတယ်
ဂျန်ကိုအတွက်တော့ကြားရတဲ့စကားတွေကရင်နာစရာတွေကြီးပဲမို့ထွက်လာသမျှဒေါသတွေကိုပောက်ကွဲပစ်ချင်ပေမဲ့ဘာမှလုပ်မရသေးတာကြောင့်တနက်ကိုမကြာခဏထုတ်လိုက်ထလိုက်တာလုပ်နေရပါတယ်လူပဲကြီးစတီဖင်ကကိုရုတ်ကိုခေါ်ကဟီတာကိုတန်ရှင်းအောင်စီကြောပေးဖို့တာဝန်ပေးလိုက်ပါတယ်ဂျန်ကိုကဝီလီတို့ရဲ့နောက်ကိုမယောင်မလင်းနဲ့လိုက်သွားကြည့်တဲ့အခါမှာဝီလီစလစ်ဖြစ်နေတဲ့ဟီတာကိုသူတို့ကပူလောင်နေတဲ့လောင်ရင်တွေကနေဆွဲထုတ်ပြီးရေနဲ့ဘက်ကခေါ်ဆောင်သွားတာကိုမြင်လိုက်ရတာကြောင့်တနက်ပေါ်ကိုလက်ရောက်သွားခဲ့ပေမဲ့စိတ်ကိုသာထပ်မံထိန်းထားလိုက်ရပါတယ်ကင်းရှိုးတို့ကရေမိုးချိုးအနားယူပြီးနေချိန်မှာလော်လီနဲ့ကိုကဟီတာကိုသူ့ခန်းထဲကိုလာထည့်သွားခဲ့ပါတယ်ဟီရာကအစာပိုင်းမှာအင်တာတင်လုံးနေပြီးကင်းရှော့ကဂျာမန်လိုအနေငယ်စီးုံလိုက်တော့မှအခန်းထဲကိုကြီးကြီးတသားဝင်လိုက်သွားခဲ့ပါတယ်။ကင်းရှော့ကဂျာမန်စကားမပြောရတာကြာနေပြီဖြစ်တာကြောင့်အာဆွေးနေပြီးဟီရာအတွက်ရေတစ်ခွက်ကိုငှဲပေးလိုက်ပါတယ်။နောက်တော့မှဟီတာအတွက်အခန်းတကားရဲ့နောက်မှာလက်ဆောင်တစ်ခုရှိကြောင်းပြောကဂျန်ကိုထွက်လာစေလိုက်ပါတယ်။ကောင်းပန်ဝစ်ဆောင်ပြေးဝစ်ထားတဲ့ဂျန်ကိုတွေ့လိုက်ရတဲ့ဟီတာတယောက်နေရာမှာနေခွေကနေလဲကသတိလေသွားခဲ့ပါတယ်။စားပွဲတောက်ပွဲမှာဟီတာကအင်းနေမရပျော်ရွှင်နေတာကြောင့်ကန်ဒီကခင်းရှော့နဲ့အစဉ်ပြေချစ်ကြိုက်သွားကြတာလားလို့ဆိုကအံ့ဩနေခဲ့ပြီးဂျန်ကိုတယောက်ဟီတာအားမျိုးလုံးရွှဲကြည့်နေလိုက်ကြည့်နေတာကိုလော်လီကရဲမိသွားခဲ့ပါတယ်။ကင်းရှော့နဲ့ဟီတာအစဉ်ပြေနေတာကိုဂျန်ကိုလိုအားချပြီးကြည့်မနေတဲ့ကြောင်းလော်လီကပြောလိုက်တဲ့အခါဟီတာဂျန်ကိုနဲ့ကင်းရှော့တို့၃ယောက်ကလန့်ပြီးတော့တုန်တက်သွားခဲ့ကြပါတယ်။ပြန်တန်းနေတဲ့လင်းယုံလေးတောင်မှာဟီတာရဲ့အလှမှာမျောသွားတာပဲလို့ကင်းရှော့ကအရှုံးဖောက်လိုက်တဲ့အချိန်မှာဟီတာကဟမ်ဆောင်နိုင်မဲ့လှလက်စတွေကိုထားပြီးတော့အခန်းထဲကိုပြန်ဝင်သွားခဲ့ပါတယ်။လူကင်းပါတဲ့လူမဲကြီးစတီဖင်ကရိပ်မိသွားခဲ့ပြီးဟီတာရဲ့နောက်ကိုလိုက်သွားကအဲ့ကောင်နဲ့တိနေတာလားလို့မေးတာကြောင့်ဟီတာကပေါ့ပေါ့ပပရေမုံရင်သူမသိကြောင်းပြန်ဖြေလိုက်မိပါတယ်။ဘသူကိုမေးတာလဲရောတိလို့လားလို့စတီဖင်ကထပ်မေးလိုက်တော့ချက်ချင်းပြန်မဖြစ်နိုင်ဖြစ်သွားတဲ့ဟီတာတယောက်စတီဖင်စီမှာအလိမ်ပုံမလို့ဖြစ်သွားခဲ့ရပါတယ်။စပွဲဝိုင်းမှာတော့ခန်းဒီရောင်းချခြင်းနေတဲ့ Eskimo Joe ဆိုတဲ့သူအတွက်သူတို့ကဒေါ်လာ12,000မသုံးနိုင်ကြောင်းဂျန်ကိုကပြောပြပါတယ်။ကင်းရှော့ကလည်းဒါဆိုရင်ဘလောက်သုံးမှလဲလို့ဝင်ပြီးတော့ဂျန်ကိုက9,000လောက်တော့ပေးနိုင်ကြောင်းပြန်ဖြေကအတိုင်အဖောက်ညီနေခဲ့ကြပါတယ်။အလူတော်ကြီးလူမဲကြီးစတီဖင်ကကင်းရှော့နဲ့ကန်ဒီတို့ရဲ့စကားအတော်လာတွေကိုဘေးနားကနေတေးသေးချာချာနားထောင်စစ်ဆေးနေပြီးကန်ဒီက12,000မှမရရင်မရောက်နိုင်တာကြောင့်တခြားမြို့ကိုသွားဝယ်လိုက်ဖို့ပြောပါတယ်။နောက်တော့ကင်းရှော့ကငွေပမာဏများတာကြောင့်သူတို့ရဲ့ရှင်းနေတက်တဲကိုခေါ်ပြီးဒီဘက်ကရှင်းနေမော်ဂီနဲ့ထိတ်တက်တွေ့ကစာချုပ်ချုပ်ဖို့ရက်ချင်းကိုတောင်းဆိုလိုက်ပါတယ်။ဗနေရက်နေရင်စာချုပ်ချုပ်မှလဲလို့မေးတော့ကင်းရှော့ကဂျန်ကိုလှည့်ရှိုးတဲ့အခါလက်ငါးချောင်းထောင်ပြတာကြောင့်9ရက်တွင်စာချုပ်ချုပ်ကြဖို့သဘောတူလိုက်ကြပါတယ်။အဲ့ဒီအချိန်မှာလူကဲခက်တိတ်ကျွမ်းတဲ့လူမဲကြီးစတီဖင်ကတစ်ဆက်ခန်းထားပြီးဟီတာရဲ့ဝီလစ်စလစ်ပုံစံအားကင်းရှော့ကိုကြည့်စေခြင်းကြောင့်ပြောကအဝတ်စားတွေကိုချွတ်စေပါတယ်။ကင်းရှော့ကအတင်းရင်းနေတယ်လို့ဂျန်ကိုရဲ့လက်ကတနက်ပေါ်ကိုရောက်သွားချိန်မှာလော်လီကထမင်းစားနေရင်ဘသူမှဒီလိုတွေမကြည့်ချင်ကြောင်းပြောကအချင်းတွေကိုထိလိုက်နိုင်ခဲ့ပါတယ်။ကင်းရှော့ကဟီတာကိုဝယ်ယူဖို့ပြောမဲ့ဆဲဆဲမှာသူ့အမြင်တေချာသွားတဲ့လူမဲကြီးစတီဖင်ကကန်ဒီကိုနောက်ဖက်ခေါ်သွားပြီးအကြောင်းစုံကိုရှင်းပြဖို့ကြိုးစားပါတယ်။မိချောင်းမင်းရေခင်းပြမရတဲ့ကန်ဒီကိုလူမဲကြီးစတီဖင်တယောက်စိတ်မရှိတော့ပဲမရရအောင်ပြောဖို့ကြိုးစားခါမှာအကြောင်းရဲ့အမှန်ကိုလုံးစုံသိသွားခဲ့ပါတယ်။ကန်ဒီကအချင်းတွေကိုပြန်လဲသုံးသပ်ပြီးစတီဖင်ရဲ့အတိပေးချက်ကတေချာမင်းသိသွားခဲ့ပါတယ်။အပြင်ကိုပြန်ထွက်လာချိန်မှာကန်ဒီကဟီတာကိုတက်ပြစ်မယ်လို့ချင်းချောက်ပြီးဂျန်ကိုနဲ့ကင်းရှိုးတို့စီကလက်နက်တွေကိုသိမ်းယူကသဘောတူထားတဲ့လူမဲကျွန်းဂျိုးအတွက်12,000တန်စာချုပ်ကိုချုပ်ဆိုလိုက်ပါတယ်။စာချုပ်စာနဲ့လက်မှတ်ထိုးပြီးကန်ဒီကအမေရိကန်လူဖြူတွေရဲ့ရိုးရာအတိုင်းကိန်းမိုးဖြူကိုကျွေးခဲ့ပေမဲ့ကင်းရှိုးကမစားချင်ကြောင်းပြောကခုတ်ပိုင်းလို့နှုတ်ဆက်လိုက်ပါတယ်။ကင်းရှိုးကသူနဲ့နောက်တစ်ချိန်မျက်နှာချင်းမဆိုင်မိစေပါနဲ့လို့ကန်ဒီပေါ်မှာကျင်းဝါကလှည့်ထွက်သွားခဲ့ပြီးအပေါက်ဝနားစီကိုရောက်ရှိသွားခဲ့ပါပြီ။ကန်ဒီကနောက်တလူလိုပြောင်းတလူလိုနဲ့ကင်းရှိုးရဲ့စကားကိုပြုံးကြည့်တလူလိုလောက်ခါကင်းရှိုးကိုပြန်လန်းခေါ်လိုက်ပါတယ်။ကင်းရှော့ကသူ့စကားအတိုင်းမျက်နှာချင်းမဆိုင်ပဲနေခဲ့ပေမဲ့ကန်ဒီကသူတို့ရဲ့တောင်ပိုင်းရိုးရာအရာလက်ဆွဲနှုတ်ဆက်ပြီးမှအယောင်းဝယ်ပြီးမြောက်တာဖြစ်ကြောင်းပြောကအတင်းခေါ်ပါတယ်။ငါကတောင်ပိုင်းကမဟုတ်လို့အဲ့ဒီလိုမျိုးလက်ဆွဲနှုတ်ဆက်ရမလို့ကြောင်းကင်းရှော့ကပြောခဲ့ပေမဲ့ဇွဲမလျှော့တဲ့ကန်ဒီတယောက်ငါအိမ်ထဲမှာဆိုရင်ငါစီကန်တိုင်းလိုက်နိုင်ရမှာပဲအဲ့ဒီလိုမဟုတ်ပဲထွက်သွားပါကသူ့တပည့်ဖြစ်သူကိုဟီတာအားပစ်တက်လိုက်ဖို့ပြောလာတာကြောင့်မတက်နိုင်တဲ့အစုံကင်းရှော့လည်းနောက်ပြန်လှည့်လာပြီးနှုတ်ဆက်လိုက်ဖို့လုပ်လိုက်ရပါတယ်။ဒါပေမဲ့ဒီတစ်ချိန်နှုတ်ဆက်ခြင်းကနောက်ဆုံးအချိန်ဖြစ်မဲ့မှန်ကန်ဒီတယောက်မသိခဲ့ပါဘူး။ကင်းရှော့တယောက်သူ့ရဲ့ဂတိစကားအတိုင်းနောက်တစ်ချိန်မျက်နှာချင်းဆိုင်မိသွားတာကြောင့်အင်ဂျီလက်အောက်ထက်ကထွက်လာတဲ့အမျိုးသမီးကင်ပစ္စတိုနဲ့ကန်ဒီရဲ့နှလုံးတက်တဲ့ကိုပစ်ထည့်လိုက်ပါတယ်။လူမဲကြီးစတီဖင်ကကန်ဒီလိုအကျယ်ကြီးအော်ခေါ်ကပြေးပွေးလိုက်သလိုတောင်းပန်ပါလေဒီထက်ပိုပြီးတီးမခံနိုင်တော့ဘူးလို့သူ့တပည့်ဂျန်ကိုကနှုတ်ဆက်ခါကန်ဒီရဲ့လူယုံတော်ဘုရှ်ရဲ့လက်ချက်နဲ့တစ်ချိန်ကဂျန်ကိုလွတ်လပ်ခွင့်ပေးခဲ့ပြီးသွားစရာဝင်အယောင်ဆောင်ခဲ့တဲ့ခြေဆက်လူသက်သမားကြီးကင်းရှော့လေးနေရာမှာခွဲပြီးသွားခဲ့ပါတယ်။ချက်ချင်းဆိုသလိုဂျန်ကိုကအနားမှာရက်နေတဲ့ဘုရှ်ခါဂျာကတနက်ကိုဆွဲထုတ်ခါဘုရှ်ကိုပြစ်တက်လိုက်သလိုထွက်ပြေးသွားတဲ့မော်ဂီဟာလည်းအပေါက်ဝမရောက်ခင်ပါတယ်ဂျန်ကိုတနက်ရဲ့အောက်မှာထုတ်ချင်းပေါက်သွားခဲ့ပါတယ်။ဂျန်ကိုကလည်းနောက်ထပ်ဝင်လာတဲ့ကန်ဒီရဲ့တပည့်ကောင်းပိုင်နေနဲ့ပြစ်ကြခတ်ချရင်အများနဲ့တယောက်အင်အားချင်းမျှတာကြောင့်ဘီရိုအောက်မှာကြောင်ပိတ်မိကအဖမ်းခံလိုက်ရပါတယ်။ဘီလီဆိုတဲ့သူကဟီတာရဲ့ခေါင်းကိုတနက်နဲ့ချိန်ထားပြီးလူမဲကြီးစတီဖင်ကအခုချက်ချင်းထွက်လာမလားဟီတာရဲ့ခေါင်းထဲကိုတနက်ကြည်စံထည့်လိုက်ရမလားလို့မေးကအကြက်ကင်လာတာကြောင့်အဖမ်းခံလိုက်ရတာပဲဖြစ်ပါတယ်။
လူမဲကြီးစတီဖင်ကဂျန်ကိုကိုအဖမ်းခံပါကနှစ်ယောက်စလုံးကိုဘာမှမလုပ်ကြောင်းကတိပေးထားခဲ့ပေမဲ့တကယ်တမ်းဖမ်းမိသွားတဲ့အခါဂျန်ကိုတယောက်စောက်တိုးဆွဲထားလိုက်ပြီးတမ်မန်နဖုံးမှာတက်တာကိုခံလိုက်ရပါတယ်ကြောကုန်းမှာကြောက်ဖို့ရတယ်ပြည့်နေနေတဲ့ဂျန်ကိုစီကိုကန်ထရီတောက်တန်တထောက်ထောက်နဲ့လူတယောက်ကရှောက်လာပြီးစော်တိုးဆွဲခံထားရတဲ့ဂျန်ကိုရဲ့မျက်နှာကိုဖနက်ထိပ်နဲ့တထောက်ထောက်ကန်ကနှုတ်လိုက်ပါတယ်။အဲ့ဒီလူကဝီလီဖြစ်နေပြီးသူ့ဘဝမှာလူမဲကျေးစားလူသက်သမားတယောက်ကိုမြင်ဘူးကြားဘူးရလိမ့်မယ်လို့ထင်မထားခဲ့မိတဲ့အကြောင်းပြောကမိပုတ်ထားတဲ့ဓာရဲရဲကြီးနဲ့ဂျန်ကိုရဲ့ငယ်ဘုံကိုဖျက်ပစ်ပြီးကြုံမျိုးတုံးပေးမယ်လို့ကြေညာလိုက်ပါတယ်။အဲ့ဒီအချိန်မှာလူမဲကြီးစတီဖင်ကဝင်ရောက်လာခဲ့ပြီးကန်ဒီရဲ့အာသူဘာကိစ္စတွေစီစဉ်မှုအတွက်ဝီလီကိုလော်လီကခေါ်ခိုင်းလိုက်ကြောင်းပြောလာပါတယ်။ဂျန်ကိုဟာလီကွမ်ဒီကလူတွေရဲ့ဝယ်ယူတာကိုခံလိုက်ရပြီးဖြစ်တာကြောင့်နှိမ့်ဆက်လို့မရတော့ကြောင်းလဲစတီဖင်ကပြောပြပါတယ်။ဂျန်ကိုကကန်ကောင်းသွားခဲ့ပြီးသူ့ရဲ့ငယ်ပေါ်လေးနဲ့မခွဲရတော့တာကြောင့်ပြောသွားခဲ့ပြီးဝီလီတယောက်ဓာရဲရဲကြီးကိုရှဲကနေမြည်အောင်ရေထဲကိုနှစ်ခါခူတောင်လေးကိုထွက်သွားခဲ့ပါတယ်။လူမဲကြီးစတီဖင်ကဂျန်ကိုအတွက်အဝတ်စားတွေကိုလာပေးတာဖြစ်ပြီးနောက်တစ်နေ့မှာတော့ဂျန်ကိုဟာပန်ရှင်တစ်တွေဖြစ်တဲ့လီကွင်ဒီလူမျိုးတွေနဲ့လိုက်ပါသွားခဲ့ရပါတယ်။လန်ခီ1000နားချိန်မှာနားလေပိုက်ရိုက်လုပ်တော့မဲ့ဂျန်ကိုဟာလီကွင်ဒီတယောက်ကိုခေါ်ပြီးဒေါ်လာ1050လိုချင်သလားလို့မေးခဲ့ပါတယ်။ပတ်စံကြောင်းကြားလိုက်တာနဲ့စိတ်ဝင်စားသွားတဲ့လီကွင်ဒီတယောက်ကိုသူကြုံတွေ့ခဲ့ရတာတွေကိုပြောပြခဲ့ပြီးသူကကြုံမဟုတ်ကြောင်းနဲ့လွတ်လပ်ပြီးသူဖြစ်ကြောင်းသူ့မှာရှိတဲ့တရားသူကြီးရဲ့လက်မှတ်နဲ့စာရွက်ကိုပြကပြောပြပါတယ်။သူနဲ့တူတူကန်တီလန်ကိုပြန်လိုက်ခဲ့ဖို့ဂျန်ကိုကပြောတော့လူဖြူကမယုံကြည်တာကြောင့်မယုံရင်လှောင်ချိုင်တဲ့ကတခြားလူမဲကျွန်းတွေကိုမေးကြည့်နိုင်ကြောင်းပြောပြလိုက်တဲ့အခါသူစကားအတိုင်းလှောင်ချိုင်နဲ့ခေါ်လာတဲ့တခြားသူတွေကိုမေးလိုက်ပါတယ်။ဂျန်ကိုပြောသလိုတထက်တဲကျနေတာကြောင့်လက်ခံလိုက်တဲ့လူဖြူတွေဟာဂျန်ကိုတနက်ပြန်ပေးလိုက်ပါတယ်။ပိုနေတဲ့ဒိုင်နမိုက်တွေဟာမြင်းတွေလေးပြီးခီးဖင့်စီကြောင်းပြောကထားခဲ့ခိုင်းတာကြောင့်အသက်ကြီးပေမဲ့အချိန်မစီးတဲ့လီကွင်ဒီတို့လည်းဂျန်ကိုရဲ့စကားအတိုင်းလှောင်ချိုင်တဲ့ကိုထည့်လိုက်ပါတယ်။ဂျန်ကိုကသူ့ရဲ့လက်ထဲတနက်ရောက်တာနဲ့လီကွင်ဒီကိုတတ်ခါဒိုင်နမိုက်တွေကိုယူပြီးကန်တီလန်ကိုပြန်လာခဲ့လိုက်ပါတယ်။လမ်းမှာရှိတဲ့ကန်တီရဲ့တပည့်တွေကိုလည်းစာကလေးအဝင်းနှုတ်သလိုတပြုတ်ပြုတ်နဲ့လမ်းကြုံဝင်တက်ခဲ့ရင်ကင်းရှော့ရဲ့အိတ်ထဲကစာရွက်စာတမ်းတွေကိုယူကာဟီတာကိုသွားရောက်ခဲ့တင်လိုက်ပါတယ်။လော်လီဝီလီနဲ့လူမဲကြီးစတီဖင်တို့အာတူဘပို့ပြီးပြန်လာချိန်မှာကန်တီတယောက်တည်းပြင်းနေပါမယ်။မင်းတို့လည်းမကြခင်လိုက်သွားရတော့မှာပါဆိုတဲ့စကားအသံနဲ့တူဂျန်ကိုကအိမ်ပေါ်တက်ကနေထွက်လာခဲ့ပြီးတနက်ကင်ထားတဲ့အားလုံးကိုပြစ်တက်လိုက်ပါတယ်။ဒါပေမဲ့ဝီလီကိုတော့ချက်ချင်းမတက်ဖဲချန်ထားလိုက်ပြီးတချိန်ကသူ့ငယ်ပါကိုဓာတ်နဲ့လှိဖြတ်မယ်လို့ကြေညာထားတာကြောင့်လက်စားချေတဲ့အနေနဲ့ဝီလီရဲ့ငယ်ပါကိုတနက်နဲ့လှမ်းပြလိုက်ပါတယ်။ဒီဂျန်ကိုမင်းကလူမဲခွေးမသားလို့အော်ဆဲလိုက်တာကြောင့်ဒီကိုအတန်ဖျောက်ဖက်ကစောက်တော်သားရလို့ဆိုကခေါင်းကိုတက်တက်ပြလိုက်ပါတယ်။လူမဲတွေအားလုံးလူပြူတွေစီကနေထွက်သွားပြီးလိုရသွားနိုင်ကြောင်းပြောလိုက်တာကြောင့်လူမဲကြီးစတီဖင်လည်းထွက်ပြေးဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဂျန်ကိုကလွတ်မြောက်မဲ့လူမဲထဲမှာမင်းမပါဘူးစတီဖင်မင်းကမင်းနဲ့တက်ဆိုင်တဲ့နေရာမှာပဲအဆုံးသတ်ရမယ်လို့ဆိုပါတယ်။လူမဲကြီးစတီဖင်လည်းရှစ်တလန်းတော်မတိုးရဲပဲကိုရာမင်းတို့ရဲ့သခင်မကိုနှုတ်ဆက်လိုက်ပါအောင်လို့ဆိုကကိုရာကဂုတ်ပိုင်မစ္စစ်လော်လီလို့နှုတ်ဆက်ချိန်မှာပဲဂျန်ကိုရဲ့ပြစ်ချက်ကြောင့်ကန်ဒီရဲ့အမားဖြစ်သူလည်းလွင့်ထွက်သွားခဲ့ပါတယ်။ကိုရာတို့နှစ်ယောက်လည်းထွက်ပြေးပြီးစတီဖင်တယောက်တည်းရှိနေချိန်စတီဖင်မင်းကဒီချန်ကြီးထဲမှာနေတာ86နှစ်ရှိနေပြီကန်ဒီတို့မိသားစုလူမဲတွေကိုဘယ်လိုလုပ်ခဲ့တယ်လဲဆိုတာကိုမင်းမြင်ပြီးပြီဒါပေမဲ့တနက်နဲ့ပြစ်ပြီးအပြစ်ပေးတာကိုမင်းမမြင်ဘူးမှတ်လားလို့ဆိုကညာဘက်ဒူးကိုပြစ်ထည့်လိုက်ပါတယ်စကားမဆုံးသေးတဲ့ဂျန်ကိုကခန်ဒီပြောခဲ့တဲ့စကားတွေဟာအကုန်လုံးတလွဲတွေကြီးပဲဒါပေမဲ့တခုတော့မှန်တာရှိတယ်အဲ့ဒီစကားဟာငါနှစ်1000မှာတကောင်ဖွားတဲ့လူမဲတယောက်ပဲလို့ဆိုကလက်ကျန်ပဲဒူးကိုပြစ်ထည့်လိုက်ပြန်ပါတယ်ဒူးနဲ့ဘက်ကတနက်ဒဏ်ရာတွေကြောင့်ဂျန်ကိုအပေါ်မှာအော်ဟစ်ဆဲဆိုရင်မင်းပြေးမလို့ပါဘူးဝရန်းစာရောက်ပေါ်ရောက်သွားပြီမင်းကိုလူဆိုးထိန်းနေလိုက်တက်ကြလိုက်မယ်ဒါကကန်ဒီလန်ကွာလို့အော်ဟစ်ငိုကြွေးနေခဲ့ပေမဲ့ဂျန်ကိုကတော့ဆက်လက်မီနဲ့ဒိုင်နမိုက်စာကိုမီးရှို့ခဲ့လိုက်ပါတယ်အိမ်ပြင်မှာတော့ဟီတာကမြင်းနဲ့ကောင်းတဲ့အစင်းနဲ့စောင့်နေပြီးအင်ဂျီတစ်ခုလုံးပောက်ခွဲအပြီးမှာတော့ဂျန်ကိုနဲ့ဟီတာတို့နှစ်ယောက်ကလက်နက်တွေကိုကင်ဆွဲကလွတ်ရကျွတ်ရကိုထွက်သွားခဲ့ကြပြီလည်းဖြစ်ပါတယ်လန်တခုရဲ့လည်းလီကွင်ဒီတရဲ့လှောင်ချိုင်ထဲမှာကျင်းရင်နေခဲ့တဲ့ကျွန်း3ယောက်ကသူတို့ထွက်ပြီးရင်ဘသူကလှုပ်ပြီးမလဲဘသူကအစာကျွေးမလဲဆိုပြီးအတွေးများကစိတ်ညစ်နေခဲ့ကြရင်နောက်ထပ်လူပြူပိုင်ရှင်ကိုလှောင်ရင်ထဲမှာထိုင်ဆောင်နေခဲ့ကြပါတယ်စောစောကလူမဲလူမိုက်ကောင်ကဘသူလဲလို့မေးနေရတယောက်ကဂျန်ကိုလို့ခေါ်တန်ကြားကြောင်ပြောနေရကနေဇလန်လေးကလည်းပြီးဆုံးသွားခဲ့ပါတယ်ဆုံးချုံစရာမရှိတော့တဲ့လူတယောက်ဟာလွတ်လပ်မှုအချစ်တရားမျှတမှုအတွက်မတရားတဲ့စနစ်ကြီးတစ်ခုလုံးကိုတော်လှန်ပုံကန်ဆန့်ကျင်ရင်းအရာအလုံးကိုအဆုံးသတ်နိုင်ကြောင်းဒီဇလန်လေးကတက်တည်ပြသခဲ့ပြီးလည်းဖြစ်ပါတယ်